အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကျွန်မကစေယုံစက်ကပြန်လိုက်ရင်းနဲ့ခရီးသွားဖြစ်တာလေးကိုရိုက်ထားတာဖြစ်ပါရှင်ဆိုတော့ဒီနေ့ကမနက်6နာရီတည်းကပေါ့နော်ကျွန်မနေတဲ့နေရာကနေပြီးတော့ဒီ customer ရှိတဲ့သူပြချင်တဲ့စေယုံကိုသွားရပါတယ်ဆိုတော့နည်းနည်းလေးဝေးတဲ့အတွက်ကြောင့်မလို့ဘတ်စကားတစ်ဆင့်စီးရတယ်ပြီးတော့ KTH စီးရတယ်ပြီးတော့နောက်ထပ်စေယုံကိုသွားဖို့ဘတ်စကားထပ်စီးရတယ်ပေါ့နော်ဆိုတော့ဒီ KTH ပေါ်မှာကျွန်မနည်းနည်းပါးဗီဒီယိုလေးရိုက်ခဲ့ပေါ့နော်ဆိုတော့ကျွန်မဒီလက်မှတ်တွေဝယ်တာလဲ trip.com ကပဲဝယ်ဖြစ်တယ်ပေါ့နော်ဒီနောက်ပိုင်းပေါ့အရင်တော့ဆိုရင်တော့ကိုသွားခြင်းတဲ့အချိန်သွားပြီးတော့ဒီလက်မှတ်ရောင်းတဲ့ဌာနမှာဝယ်လိုက်ရင်အဆင်ပြေရပေါ့နော်ဒါပေမဲ့ဒီ customer နဲ့ချိန်ထားတဲ့အရေးကြီးရဲ့ trip တွေကြတော့တစ်ခါလေးကြိုပြီးတော့လက်မှတ်ဝယ်ထားပါတယ်ပြီးတော့ဒီအချိန်တိုင်းရအောင်သွားရပါတယ်ဆိုတော့ကျွန်မနေနေရတဲကူးဆိုတော့တဲကူးကနေပြီးတော့အိုဆုံးရုပ်ထီကိုသွားရတယ်ပေါ့နော်ဆိုတော့ကျွန်မကခီးသွားတာလဲသဘောကျရယ်ခီးသွားတာလဲကြိုက်တဲ့သူမလို့ဒီအရန်ပြင်ပန်းနေတော့မရှိဘူးပေါ့နော်ဒီလိုပဲသွားလိုက်တာပဲနောက်ပြီးတော့ဒီ terminal ကားကြီးကြတော့အရန်ကြာတယ်ပေါ့နော် KTH ကတော့ညံပါတယ်ဒါပေမဲ့ KTH စီးပြီးသွားလို့ရှိရင်ဒီKTH ရုံမှာရက်တဲ့ဘတ်စကားတွေကကျတော့နည်းနည်းလေးကြာတယ်ပေါ့နော်တစ်ခေါက်နဲ့တစ်ခေါက်ပဲအနည်းဆုံးမိနစ်20လောက်စောင့်ရတာမျိုးကြီးရှိပါတယ်ပြီးတော့ကျွန်မစေယုံစက်ကပြန်လိုက်ပြီးတော့ပြန်လာပါပြီရှင်ဒီနေ့ကတော့တနေ့ကုန်သွားရေပေါ့နော်ဒါပေမဲ့အញ្ញမ်းကြီးတော့မိုးမချုပ်သွားပါဘူးရှင်ဒီညအိုင်ဒီမှာ bye bye